ညီမလေးတို့နေတဲ့နေရာကအတန်းလိုင်းမကောင်းမိုင်တဲရပဲလိုင်းကောင်းလို့မိုင်တဲသုံးကျင်နဲ့မောင်လေးတို့နေတဲ့နေရာကလည်းမိုင်တဲတစ်ခုပဲလိုင်းရတယ်ဆိုရဲသူတွေဒီမှာမိုင်တဲမီနီဘက်စင်ကတ်လေးတွေကိုသုံးလို့ရတယ်မိုင်တဲမီနီဘက်စင်ကတ်လေးတွေကဘယ်မှာသုံးလို့ရတာလဲဆိုရင်တိုင်းကားတိုင်းမှာသုံးလို့ရပါတယ်စကိုင်းတိုင်းမန္တလေးတိုင်းတနင်္သာရီတိုင်းမကွေးတိုင်းရန်ကုန်တိုင်းမှာဆိုရင်မြို့နယ်ပေါင်း23မြို့နယ်မှာဒီမိုင်တဲမီနီဘက်စင်ကတ်လေးတွေကိုအသုံးပြုလို့ရပါတယ်ဒီမှာပဲကိုးရနေပြီဆိုဟုတ်လားအေးပဲကိုးလေးရနေပဲကိုးကကြတော့လေနေရာစုံတော့မဟုတ်သေးဘူးမှာ तू ကရတဲ့နေရာတွေရတယ်မရတဲ့နေရာတွေမရသေးဘူးတမီးတို့ရှိမှာဝယ်နေတဲ့ကောင်မလေးဆိုရင်လေပြည်မှာလဲဝယ်တယ်ဦးစင်းနေဆိုလို့ရှိရင်သူတို့ပဲကိုးနဲမြို့ပေါ်တော့မဟုတ်ရွာတမို့ပြောမေ့သွားလို့အဲ့ကဦးစင်းနေဆိုလဲမှားတယ်သူတို့ရှိမှာမီနီဘက်ကသုံးလို့ရပြီဆိုပြောတယ်ဒီပြည်ကညီမလေးဆိုလဲ तू မီနီဘက်စင်ကတ်တွေဝယ်သုံးတယ်သူတို့ရှိမှာသုံးလို့ရပြီဆိုပြီးတော့မီနီဘက်စင်ကတ်လေးတွေကဇူတို့ရောင်စေးကတကက်ကို1300ကျပ်ပါအဲ့1300မှာဘာပါမှာလဲဆိုရင်အင်တာနက် gig လုံးဝမပါဘူးဘေး1000ပဲပါပါမယ်ဘာကြောင့်ဘေး1000ထည့်ပေးတာလဲဆိုလို့ရှိရင်ကိုကကက်ရောက်လာတဲ့အခါမှာကက်ကိုမသုံးဖြစ်ပဲတိန်းထားတဲ့အခါမျိုးမှာကက်တွေမပိတ်သွားအောင်လို့ဇူတို့ကဘေး1000ထည့်ပြီးရောင်းပေးတာပါနောက်တစ်ခုကဇူတို့ရောင်းပေးတဲ့ကက်တွေကကက်ဆန်အိမ်အမှန်ကက်ဆန်အိမ်အသစ်တွေကိုပဲရောင်းပေးတာပါကိုကတငယ်ချင်းကိုလက်ဆောင်ပေးခြင်းတာပဲဖြစ်ဖြစ်ကိုရဲ့ချစ်သူကြီးသားကိုလက်ဆောင်ပေးခြင်းတာပဲဖြစ်ဖြစ်မျက်နှာပန်းလှတယ်မျက်နှာပန်းပွင့်တယ်ဘာလို့လဲဆိုတော့ကတ်ဆိုင်အစ်စ်တွေနဲ့ဖြစ်တဲ့အတွက်ကြောင့်ဘသူ့မှမဆိုလက်ဆောင်ပေးခြင်းလည်းရတယ်ကိုယ်တိုင်သုံးခြင်းလည်းရပါတယ်ဇရိုရှိမှာမိုင်တဲမီနီဘက်စင်ကတ်တွေကိုလက်ကောင်းလက်လီရောနှစ်ခုစလုံးပေးပါတယ်ဇရိုရှိမှာမိုင်တဲမီနီဘက်စင်ကတ်လေးတို့မှာယူခြင်းလဲဆိုရင် Viber ဖုန်းနံပါတ်2ခုကနေလဲဆက်သွယ်မှာယူလို့ရတယ်ရန်ကုန်မြို့တွင်စိုင်မာလာဝင်မယ်ဆိုရင်လဲစိုင်လိပ်စာလေးကိုနောက်ဆုံးမှာပြထားပေးပါတယ်